စုံရည်ပဲရှိတယ်ဆန်ရည်မရှိဘူးဆိုတဲ့စကားကကျုပ်တော့တိတ်မှန်တာကျုပ်သားသမီး9ယောက်ကိုဒီလိုထမ်းပြီးရှာကျွေးလာတာအခုထိလည်းထမ်းရတော့မယ်ဒီမှာကျုပ်နေစားခ ကွမ်ဖိုးဆေးဖို့ပြန်ယူအောင်လေ မလိုဘူး ပိုက်ဆံလာချီးတာအမေချီးအောင်အိမ်မှာစားစရာမရှိလို့ ငါမှလည်းနင်းဖေအိုးကြီးကိုမထမ်းကျွေးလို့စားနေရတာလေ အမေပထန်ကြီးကိုပြန်ဆက်မယ်အိမ်မှာကလေးနေမကောင်းလို့ နင်းညီမကိုလည်းမနက်ကပေးလိုက်ရသေးတယ်နင်းဖေပြန်လာရင်စားဖို့တော့မရှိသေးဘူး ဟင်းချိုဟင်းပဲလားကျုပ်ပေးတဲ့ပတ်စံနဲ့ဘာမှဝယ်မချက်ဘူးလား ကျုပ်စုထားတယ်လေရှိတယ်တော့ပတ်စံ သားသမီးတွေကအကုန်အိမ်ထောင်နဲ့ဖြစ်ကုန်ပြီအဝေးမှာ3ယောက်အနီးမှာ2ယောက်လေတယောက်မှအားကိုးလို့မရဘူး သူတို့လည်းအစင်မပြေသေးလို့ပါတော့သမီးအချစ်မြေးအနှစ်တဲ့ဟောရီကမြေးကိုလည်းချစ်နေရတာပဲသူ့အမေကဈေးသွားရောက်တော့ကလေးကိုထားခဲ့တယ်လေ ဘူးသီးဟင်းချိုနဲ့စားတာမတင်းတိမ်ဘူးအလောက်ကပင်ပန်းတော့ပိုစိုးအဲ့ဒါနဲ့ခောက်ဆွဲကြော်ဝယ်လာတာအားလုံးပဲလာစားကြပါအောင် သမီးလာစားမယ်ဖေ